အာရှတိုက်အနောက်ပိုင်းဒေသကအဇာဘိုင်ဂျန်နဲ့အာမေးနီးယားနိုင်ငံတို့ကြားနယ်စပ်ရေးအငြင်းပွားမှုပြဿနာပြေလည်အောင်ကြားဝင်ဖြန့်ဖြေပေးခဲ့ကြောင်းပြောကြားရမှာသမ္မတထရန့်နိုင်ငံပြည်တွေမှားယွင်းပြောဆိုခဲ့ပါတယ်။ထရန့်ဟာအဇာဘိုင်ဂျန်ဆိုတဲ့နာမည်ကိုယင်းနှိကျွမ်းဝင်ပုံမရပဲအဘာဘိုင်ဂျန်လို့ထစ်ထစ်ငုံငုံနဲ့အခက်ခဲစွာခေါ်ပေါ်ခဲ့ရပါတယ်။အဇာဘိုင်ဂျန်လို့နာမည်မခေါ်တတ်တယ်လို့အင်ဂျီချင်းနိုင်ငံဖြစ်တဲ့အာမေးနီးယားနိုင်ငံကိုလည်းဥရောပတိုက်အရှေ့တောင်ပိုင်းက Albania နိုင်ငံနဲ့မှားယွင်းခေါ်ပေါ်ခဲ့ပါတယ် I saw wars that was unsolvable. Azerbaijan and Albania. You saw the Azerbaijan. That was a big one going on for 34, 35 years with Albania. To think that we settled Azerbaijan and Albania as an example, it was going on for years. It was never going to be settled. It was never going to be settled because it never existed. There has never been a conflict between Azerbaijan and Albania. I mean, look how far apart. Armenia နဲ့ Albania တို့ဟာနိုင်ငံလုံးအင်းနဲ့စတာကြောင့်မှားယွင်းတာဖြစ်နိုင်တယ်လို့ဝေဖန်သူတွေကထောက်ပြပြောဆိုခဲ့ပါတယ်။ပြည်ထောင်ဝန်ကြီးချုပ်ကီယာစတာမာနဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ချိန်မှာအခုလိုမှားယွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။နောက်တစ်ခါညစာစာဝေးတစ်ခုမှာသမ္မတထရန့်ကနိုင်ငံအမည်မှားယွင်းမှုထပ်ပြောခဲ့ပြန်ပါတယ်။ယခုနှစ်ဇူလိုင်လအတွင်းကထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်အရေးကိုရည်ညွှန်းပြောဆိုခဲ့ရမှာကမ္ဘောဒီးယားနဲ့အာမေးနီးယားကြားနယ်စပ်အငြင်းပွားမှုကိုပြည်လည်အောင်လုပ်နိုင်ခဲ့တယ်လို့မှားပြောခဲ့ပါတယ်။ကမ္ဘောဒီးယားနဲ့အာမေးနီးယားတို့ဟာမိုင်4150ကွာဝေးပြီးနယ်မြေအငြင်းပွားပွဲအကြောင်းမရှိဟုဝေဖန်ရေးသမားများကပြောပါတယ်။ Cambodia and Armenia, it was just starting and it was a bad one. Yes, the war between Cambodia and Armenia was just getting started. In fact, he was the only one who knew about it. Because if you thought Albania was far away, Cambodia is even farther away. ဖြစ်စဉ်တစ်ခုလုံးကိုသမ္မတထရန့်ဆိုရကကြားဝင်ဖြန့်ဖြေပေးခဲ့တာဖြစ်ပါတယ်။သမ္မတထရန့်ဟာနိုဘယ်ငြိမ်းချမ်းရေးဆုကိုမျှော်မှန်းနေသူဖြစ်တယ်။ကမ္ဘာတစ်ဝန်းစစ်ပွဲတွေကိုတားဆီးပေးနိုင်သူတို့အဖြစ်ပုံဖော်နေတာဖြစ်တယ်လို့ဒေသသူများကသုံးသပ်ကြပါတယ်။ကမ္ဘောဒီးယားပါကစ္စတန်နဲ့အစ္စရေးတို့ကနိုဘယ်ငြိမ်းချမ်းရေးဆုအတွက်ထရန့်ကိုထောက်ခံကြောင်းထုတ်ဖော်ပြောကြားထားတယ်လို့သိရှိရပါတယ်။ကမ္ဘာ့ရေးတက်မြက်တဲ့တန်တမန်ရေးဂျူဟာတွေနဲ့ပါဝင်ခဲ့ပေမဲ့နိုဘယ်ငြိမ်းချမ်းရေးဆုကိုမရရှိခဲ့တာဟာစိတ်ပြတ်ဖွယ်ဖြစ်ခဲ့တယ်လို့ထရန့်ကမကြာခဏညှိညူပြောဆိုလေ့ရှိခဲ့ပါတယ်။သမ္မတထရန့်89နှစ်ဟာတလောတုန်းကလည်းအမေရိကန်ပြည်တွင်းကျန်းမာရေးစီးပွားဈေးနှုန်းတွေကို100%ကျအောင်လုပ်မယ်လို့သင်္ချာနိရစီးပွားရေးနည်းလမ်းရမဖြစ်နိုင်ဖွယ်ရာတွေပြောခဲ့လို့ဝေဖန်မှုတွေခံခဲ့ရပါသေးတယ်။